စစ်ပွဲဖြစ်နေတာတောင်တရိတ်ဆန်ယုံတွေကတရိတ်ဆန်တွေကိုအရာကဲတင်ခဲ့တဲ့လူစစ်ပွဲတစ်ခုဖြစ်ပြီဆိုရင်နှစ်ဖက်စလုံးကအသေးလဲတိုက်ခိုက်ကြတဲ့အခါမြို့ပြကြီးတွေဟာစစ်တလင်းတွေဖြစ်သွားရတာပါပဲလမ်းမတွေပေါ်မှာဒဏ်ရာရသူတွေတေဆုံးသွားသူတွေနဲ့ပြင်းထန်နေတတ်သလိုလူတွေဟာလည်းအသက်ရှင်ဖို့အတွက်ကိုလိုရုံးမြထွက်ပြေးနေကြရပါတယ်အဲ့ဒီလိုထွက်ပြေးကြတဲ့အခါမှာလူတွေဟာအဖို့တန်ပစ္စည်းတွေကိုထားခဲ့ရုံနဲ့မကပဲသူတို့တစ်ချိန်ကချစ်ခဲ့ရတဲ့ယူရခဲ့ရတဲ့တရိတ်ဆန်လေးတွေကိုလည်းဆွပစ်ခဲ့ကြရပါတယ်လောင်ရင်ထဲမှာပိတ်လောင်ခံထားရတဲ့ဒီတရဝါလေးတွေဟာလူတွေဖန်တီးတဲ့စစ်ပွဲထဲမှာပါဝင်ကြတာမဟုတ်သလိုသူတို့တော့ကတော့ထွက်ပြေးစရာလမ်းမရှိပဲသူတို့ရဲ့ကံကြမ္မာဟာလူသားတွေရဲ့လက်ထဲမှာပဲရှိနေတာပါဆီးရီးယားနိုင်ငံရဲ့အလက်စ်ပိုမြို့ကြီးကိုကြည့်လိုက်မယ်ဆိုရင်စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကိုအထင်ရှားမြင်နိုင်ပါတယ်လူတွေကိုကယ်ဆယ်ဖို့အတွက် White Hermes အဖွဲ့သားတွေဟာအပျက်စီးတွေကြားထဲမှာအပြင်းထန်စူးစမ်းနေကြတယ်လို့ပဲအဲ့ဒီမြို့ရဲ့အစွန်ဖျားမှာရှိတဲ့ Magic Wall Zoo ဆိုတဲ့တရိတ်ဆန်ဥယျာဉ်ကြီးဟာလည်းအပျက်စီးပုံကြီးဖြစ်သွားခဲ့ရပါတယ်စစ်ပွဲမဖြစ်ခင်ကဒီဥယျာဉ်ထဲမှာတရိတ်ဆန်ပေါင်း300ကျော်ရှိခဲ့ပေမဲ့ဘုံတံတွေတနတ်တံတွေနဲ့အစာငတ်မှုတွေကြောင့်အများပြားတည်ဆုံးကုန်ကြပါပြီ။ကြံရှိနေတဲ့တရားလေးတွေဟာလည်းအယိုးပေါ်အရေးတင်ဖြစ်နေကြပြီးသူတို့ကိုကယ်တင်မဲ့သူကိုမျောလင်းချက်ကင်းမဲ့စွာစောင့်နေကြရတာပါ။အဲ့ဒီလိုအခြေအနေမျိုးမှာတရိတ်ဆန်တွေကိုကယ်တင်ဖို့အတွက်ကိုကျိုးစုမီလှုံ့ဆော်ခဲ့တဲ့သူကတော့အီဂျစ်နိုင်ငံသားတရိတ်ဆန်စေကုဆရာဝန်ဒေါက်တာအမီယာခလီယာပါပဲ။သူဟာ Four Paws အဖွဲ့နဲ့တူကမ္ဘာတဝန်းကစစ်ဖြစ်နေတဲ့နေရာတွေကိုတွားပြီးအပြစ်မဲ့တဲ့တရိတ်ဆန်တွေကိုကယ်တင်ပေးနေတဲ့သူပါ။သူဟာလစ်ပြာဂါဇာနဲ့အီရတ်နိုင်ငံကမိုဆူးမြို့တွေအထိသွားပြီးဘေးဒုက္ခရောက်နေတဲ့တရဝါတွေကိုကယ်တင်ခဲ့ပူပါတယ်။အလက်စ်ပိုမြို့ကတရိတ်ဆန်လေးတွေရဲ့အခြေအနေကိုသိလိုက်ရတဲ့အခါမှာလဲသူဟာချက်ချင်းပဲကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ဖြစ်နေတဲ့နယ်မြေတစ်ခုတည်းကနေတရိတ်ဆန်ကြီးတွေကိုကယ်ထုတ်ဖို့ဆိုတာစကားပြောသလောက်မလွယ်ကူပါဘူး။တိုက်ပွဲတွေကြားထဲမှာလာပေါင်းများစွာညှိနှိုင်းမှုတွေလုပ်ခဲ့ရသလိုလက်နက်ကိုင်အဖွဲ့တွေအစိုးရတပ်တွေနဲ့နယ်မြေကန်ခေါင်းဆောင်တွေကြားမှာအသက်အန္တရာယ်ကိုရင်းမိသွားလာခဲ့ရတာပါ။ဒီလိုအချိန်မျိုးမှာတရိတ်ဆန်တွေကိုကူညီနေတာဟာကလီယာတယောက်တည်းမဟုတ်ပါဘူး။ဒမတ်စကတ်မြို့မှာဆိုရင်လည်းဟန်နာဒီလို့ခေါ်တဲ့မျိုးသမီးတယောက်ဟာစတားဆိုတဲ့အဖွဲ့လေးကိုတီထောင်ပြီးလမ်းမေးကစွန့်ပစ်ခံတရိတ်ဆန်လေးတွေကိုလိုက်လံကျွေးမွေးနေပါတယ်။သူမဟာမိုးမလင်းငင်ကလေးကအသားတွေအစာတွေကိုအိတ်ထဲထည့်ပြီးလမ်းမေးမှာအစာငတ်နေတဲ့ကြောင်လေးတွေကိုလိုက်ကျွေးတတ်ပါတယ်။တချို့ကလည်းဝေဖန်ကြတာပေါ့ရှင်။လူတွေတောင်ငတ်နေတဲ့အချိန်မှာတရိတ်ဆန်တွေကိုဘာလို့ကျွေးနေရတာလဲဆိုပြီးတော့ပါ။သူမရဲ့ကယ်ဆယ်ရေးစခန်းမှာခွေးအကောင်ရေ350ကျော်နဲ့ကြောင်အများပြားကိုပြုစုဆောက်ရှောက်ထားပြီးသူတို့ကိုချစ်ခင်တဲ့စေတနာဝန်ထမ်းတွေနဲ့အတူလက်ပတ်နေတာဖြစ်ပါတယ်။လက်စ်ပိုမြို့ကတရိတ်ဆန်တွေကိုကယ်ထုတ်တဲ့ခီးစဉ်ကတော့တကယ်ကိုရင်ခုန်စရာပါပဲ။တိုက်ပွဲတွေပြင်းထန်နေတဲ့ဆီးရီးယားတောင်ပိုင်းလမ်းကြားကနေသွားဖို့မဖြစ်နိုင်တဲ့အတွက်သူတို့ဟာမြောက်ဘက်ကတူရကီနယ်စပ်စီကိုဦးတည်ခဲ့ကြပါတယ်။ချင်းသေးတွေကြားတွေနဲ့ဘုံဝင်တွေကိုလှောင်ရင်းထဲထည့်ပြီးကားကြီးတွေနဲ့တက်ဆောင်ခဲ့ရတာပါ။နယ်စပ်ကိုရောက်တဲ့အခါမှာလဲတူရကီအစိုးရကသူတို့အတွက်နယ်စပ်ဂိတ်ကိုတနအီပဲအထူးဖွင့်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်တိုလေးအတွင်းမှာပဲတရိတ်ဆန်တွေကိုကားတစ်စီးပေါ်ကနေနောက်တစ်စီးပေါ်ကိုအမြန်ပြောင်းရွှေ့ခဲ့ရပါတယ်။အဲ့ဒီကမှတဆင့်တူရကီနိုင်ငံထဲမှာခဏနာပြီးဂျော်ဒန်နိုင်ငံကအယ်မာဝါဆိုတဲ့တရိတ်ဆန်ဘေးမဲ့တောကြီးစီကိုလေယာဉ်နဲ့ဆက်လက်ပို့ဆောင်ခဲ့ပါတယ်။ဒီခရီးစဉ်မှာတကယ်ကိုအံ့ဩစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကတော့သူတို့အလက်စ်ပိုကနေစထွက်လာတော့ကတရိတ်ဆန်73ကောင်ပဲပါလာခဲ့ပေမဲ့ဂျော်ဒန်ကိုရောက်တဲ့အခါမှာ14ကောင်ဖြစ်သွားတာပါပဲ။အကြောင်းကတော့လန်ကီမှာချင်းသေးမကြီးတစ်ကောင်ကသားပေါက်လေးတစ်ကောင်ကိုမွေးဖွားခဲ့လို့ပါ။ဒါပေမဲ့စစ်ပွဲတွေကတော့ကမ္ဘာအနှံ့မှာဆက်ပြီးရှိနေသေးပါပဲ။ဂါဇာမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ရာဖာမြို့ကတရိတ်ဆန်ဥယျာဉ်လေးဟာလည်းအကြီးအကျယ်ဒုက္ခရောက်နေပါတယ်။အစာဈေးနှုန်းတွေက9ဆလောက်တက်သွားသလိုအစာဝယ်ဖို့တောင်မရှိတော့တဲ့အတွက်ချင်းသေးတွေကိုရေစိမ်ထားတဲ့ပါမုတ်တွေပဲကျွေးနေရပါတယ်။တရိတ်ဆန်လေးတွေဟာဘုံတံတွေကြောင့်လူတွေလိုပဲထိတ်လန့်တုန်လှုပ်နေကြပြီးအာဟာရမပြည့်ဝတဲ့အတွက်သားပေါက်လေးတွေဆိုရင်လည်းတည်ဆုံးကုန်ကြရပါတယ်။ဒါဟာလူတွေရဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်လာတဲ့စစ်ပွဲမှာအပြစ်မရှိတဲ့တတဝါလေးတွေကခါးသီးစွာခံစားနေရတာကိုပြနေတာပါ။ဒီဖြစ်ရပ်ကိုကြည့်လိုက်ရင်ကျမတို့စဉ်းစားစရာတစ်ခုရှိလာပါတယ်။အဲ့ဒါကတော့တရိတ်ဆန်ဥယျာဉ်တွေဆိုတာတကယ်လိုအပ်သေးရဲ့လားဆိုတာပါပဲ။ရှေ့ခေတ်တုန်းကတော့ဘုရင်တွေကအာဏာပြရုံအနေနဲ့တရိတ်ဆန်တွေကိုမွေးခဲ့ကြတယ်။နောက်ပိုင်းမှာတော့သိပ္ပံပညာအတွက်ဆိုပြီးမွေးခဲ့ကြပြန်တယ်။အခုခေတ်မှာတော့မျိုးသုံးပြောက်ွယ်မဲ့ဘေးကနေကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်တွေရှိနေပေမဲ့စစ်ပွဲတွေဖြစ်လာတဲ့ခါမှာတော့ဒီဥယျာဉ်တွေဟာတရိတ်ဆန်လေးတွေအတွက်ထောင်ချောက်ကြီးတွေဖြစ်သွားခဲ့ပါတယ်။ကျမတို့အားလုံးဟာလည်းကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့အတန်မထွက်နိုင်တဲ့တရားလေးတွေရဲ့အခွင့်အရေးကိုလေးစားပြီးသူတို့ကိုတက်နိုင်သလောက်ဆောက်ရှောက်ပေးဖို့လိုအပ်ပါတယ်။စစ်ပွဲကြောင့်ဒုက္ခရောက်နေတဲ့တရိတ်ဆန်လေးတွေရဲ့ဘဝကိုကြည့်ပြီးငြိမ်းချမ်းရေးရဲ့တန်ဖိုးကိုပိုပြီးသိမြင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။